flash player တယောက်ကိုတော့စပြီးတော့အမိလိုက်ပြီးနောက်တဲ့တိုးလာခဲ့ player တယောက်ကို flash head shot ထပ်ပြီးတော့အိမ်မိထားချက်အောက်မှာပဲကျွန်တော်တို့တင်းချမနုနဲ့တော့စပြီးတော့တွေ့ပြီဗျာ okay ကျွန်တော်တို့ Levi Granny တလုံးတော့ထုတ်ထားတယ်သူတို့တွေ့နေတဲ့အသင်းကတော့ကျွန်တော်တို့ 4E တွေဖြစ်ပါတယ်ဗျာ flash Levi point နေတော့အနေငယ်တော့ထပ်နေတယ် flash Granny တလုံးပြီးတလုံးပြစ်ထည့်ထားတယ်ကွန်မောင်းလေးကိုပဲဝင်သွားပြီကွက်တီဝင်သွားတဲ့နောက်မှာတော့နော်သွားမလားအဲ့တော့ Levi and 4ဘယ်ချမ်းနေပဲကျွန်တော်တို့ rotation လုပ်ပြီးတော့ပတ်ပစ်ဖို့တော့ကြိုးစားနေတယ်ဗျဒီလုံးကြောက်သွားပြီအပြန်လဲကျွန်တော်တို့ granny တွေပြစ်ခတ်နေတဲ့ပုံစံမျိုးလေးရှိနေတယ် flash တွေးရတော့တော့ကြိုးသွားပြီဗျ ace gaming sampro flash levi ဒါပေမဲ့ channel rotation လုပ်ပြီးပတ်ပစ်ဖို့ကြိုးစားနေတယ်အိမ်ကောင်မိုးပေါ် player တယောက်ရှိတယ်ဗျပြောနေတွေ့မှာ open ဖြစ်နေခဲ့နေပါမှာ levi ခေါင်းမိုးမှာရှိနေခဲ့တဲ့ဒါ position သေချာယူလာခဲ့ player တယောက်ကိုတော့ levi အနေနဲ့ rotation လုပ်ပြီးတော့ပဲပတ်ပြီးတော့ပြပြတာနောက်မှာတော့ player တယောက်ကတော့နော်သွားခဲ့ပြီအဲ့နောက်မှာတင်း flash sorry flash နဲ့ထိတ်တဲ့တော့တွေ့နေခဲ့နေတာမှာ flash တဲ့ပဲကျွန်တော်တို့အိမ်မိထားခဲ့နောက်မှာတော့ ambo 3 တိုင်းလေးနဲ့ပဲနောက်တဲ့ player ကထပ်ပြီးတော့အိမ်မို့တော့ကြိုးစားနေတယ်ဗျ levi မိုးလီတလုံးတော့ smoke ထဲတော့ပြစ်ထည့်ပေးထားတယ် face to face နေထားမှာတော့ hot shot ပဲကျွန်တော်စီကန်တစ်ဆက်နေစီတွင်းမှာတော့ကျွန်တော်တို့မောင် levi တို့တော့ကျွန်တော်တို့အနိုင်တော့ကြည့်နေတယ်ဗျ okay အဲ့တော့ key point တော့၄မှတ်တော့စပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီပုံစံတိုင်းဆို bro ကျန်တဲ့ player 2ယောက်ကမစော့တက်ဘူးဗျဖိလစ်ပင်း player 2ယောက်လည်းမစော့တက်လာဘူးကျွန်တော် body language ကြီးကြည့်ရတော့ဒါ battle sign တဲ့အချိန်မှာသူထုံပေးလုပ်နေရပါတော့ဒါအများကြီးကြည့်စရာမလိုအနေနဲ့ထိတ်တိုက်ရင်ဆိုင်ဖို့တော့စူးစမ်းနေခဲ့ပြီ okay အဲ့တော့တတိတော့ထားမယ်မောင် flash face to face နေထားမှာ close battle party နေခဲ့ flash player တယောက်ကိုတော့စပြီးတော့အမိလိုက်ပြီးနောက်တဲ့တိုးလာခဲ့ player တယောက်ကိုတော့ flash head shot ထပ်ပြီးတော့အိမ်မိထားချက်အောက်မှာပဲကျွန်တော်တို့ okay ထပ်ပြီးတော့ပဲနော်သွားခဲ့ပြီဖြစ်ပါတယ်တော့ဇုံကလည်းလာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေငယ်တော့3တော့ထားအောင်မယ်ဇုံထဲကိုဝင်နေအတွင်းမှာတော့ flash အနေနဲ့ first aid device ရှိအောင်မလား Zampro Levi flash 3ယောက်တော့ကြံအောင်မယ်ဗျ key point ကတော့ကျွန်တော်တို့လက်ရှိမှာတော့9မှတ်ပဲရသေးတယ်